Hello အခုကျွန်တော်ပြောပြချင်တာကတော့ Insta page သုံးတယ်လို့လေမနေ့ update လုပ်ထားတဲ့ drain down ပေးသွားပြီတော့တခုဒီမှာဒါ drain down number နောက်ပြီးငွေပမာဏနဲ့1000တောင်ဖြစ်နေပြီဆိုတော့အခုဒီမှာတော့ drain down ကိုမနေ့မှလုပ်ပေးထားဆိုတော့ကျွန်တော်အတိပေးလို့ချင်းဖြစ်ပါတယ်ဒီမှာ drain down transfer နေလိုက်လို့ဆိုရင်တော့ဒီမှာ bank e-wallet ကိုနေလိုက်လို့ဆိုရင်ကျွန်တော်တို့ local bank တွေကျွန်တော်တို့အခုလွယ်လွယ်ကိုနဲ့ပတ်စံတွန်းလို့ရပြီเนาะ transfer လုပ်လို့ရပြီနောက်ပြီးတော့ကျွန်တော်တို့ Mason Trade တို့ Tasengo တို့လည်းတခါတည်းတုံးထားတယ်ဆိုတော့တခါဒီပေါ်မှာ bank e-wallet ကိုဒီမှာနေလို့ဆိုရင်ဒီမှာဒါတော့သူက local bank တွေ transfer မဲ့ပုံစံပြထားတယ်တကယ်လို့ကျွန်တော်တို့က Mason Trade ပဲဖြစ်ဖြစ် Tasengo ပဲဖြစ်ဖြစ်ကျွန်တော်တို့အကောင့်ဒီမှာဒီနေရာမှာရှာမယ်ဟိုကျွန်တော်ပြချင်တာကတော့ Mason Trade နဲ့ပြမယ်နော် Mason Trade ဒီမှာအခုခဏလေး Mason Trade okay ဒီမှာ Mason Trade ရှိတယ်ဆိုတော့ Mason Trade ကိုနေမယ်ဒီမှာသူ Mason Trade မှာ drain down account number ကိုနေပြီးတော့ဒီမှာ fund transfer နဲ့ကိုနေမယ်နောက်ပြီးကျွန်တော်တို့ပတ်စံပမာဏကိုလုပ်ပြီးတော့ကျွန်တော်တို့တခါတည်း transfer လုပ်လို့ရပြီပေါ့နော်ဆိုတော့ဟိုတော့ update လုပ်ထားတော့အရင်ဆင်ပြီးသွားတော့ဗောနော်နောက်ပြီး scan ပေးလဲကျွန်တော်တို့လုပ်လို့ရပြီကျွန်တော်တို့တကယ်ချင်းတဲ့ scan ပေးနေလဲတက်ဆို Insta page မှာဝင်ထည့်လို့လည်းရပြီပေါ့နော်ဒီလိုမျိုး scan ပေးတွေလည်းရှိပြီလို့ကျွန်တော်မတီးသေးလို့ကျွန်တော်အတိပေးအလင်းပြချင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်ဒီမှာငွေပမာဏကျွန်တော်တို့ဟိုတော့အရင်တော့1000ထဲအောင်ဆိုဟိုငွေ1000တီတင်းစီလို့ရတယ်တင်းထားလို့ရတယ်ဗောနော်ဒါပေမဲ့တချို့ကျတော့ကိုတော့စစ်ဆိုရင်ပူပန်ကြတာဗောနော်ဒီမှာတိတ်ပြီးတော့လေတခြားလို့စေးထားစရာလည်းမို့ဒါပေမဲ့ကိုယ့်ရဲ့အတိအသားလေးနဲ့တင်းထားဖို့ဗောနော်အားလုံးကိုကျေးဇူးတင်ပါတယ်